ငွေကိုမတ်မောတဲ့မိမကလီမင်းသားရဲ့ကျင်ရတော်နေရာနဲ့မတန်ဘူးဆိုပြီးအပြောခံလိုက်ရတယ်။တကယ်တော့သူမရဲ့အမစုချင်းဝမ်ကအရင်ကလီမင်းသားကိုယုံလို့စာတက်ပေတက်တယောက်နဲ့ခိုးပြေးသွားခဲ့တာပါ။သူမကတော့အမဖြစ်သူကိုစားလီမင်းသားအိမ်တော်ကိုဝင်လာခဲ့ပြီးတစ်နှစ်အတွင်းအိမ်တော်ကိုစီပင်ဝပြောအောင်စူးစမ်းခဲ့တယ်။တကားဆောင်ကအစနေတိုင်းအသားဟင်းစားနိုင်တဲ့အထိသူမကစီမံပေးနိုင်ခဲ့တာပါ။ဒါပေမဲ့ဒီနေ့မှာတော့သူမရဲ့အမဖြစ်သူကအိမ်တော်ကိုပြန်ရောက်လာခဲ့တယ်။အမဖြစ်သူကညီမလုပ်သူဟာရိုင်းဆိုင်ပြီးမင်းသားရဲ့နာမည်ကိုထိခိုက်စေတယ်ဆိုပြီးအိမ်တော်ကိုသူမကိုယ်တိုင်စီမံမယ်လို့ဆိုလာတယ်။မင်းသားကလည်းသူမအမကိုချက်ချင်းပဲအခွင့်အာဏာလွှဲပေးလိုက်တာမို့သူမအတွက်တော့ဒီတစ်နှစ်လုံးပင်ပန်းခဲ့ရတာတွေကအလကားဖြစ်သွားခဲ့တယ်။သူမကလည်းအိမ်တော်ကိုစီမံဖို့ဆိုတာကြပြားတွေဆက်နေလို့မရဘူးဆိုပြီးတော့တွေစရင်စာအုပ်တွေအကုန်လွှဲပေးလိုက်တယ်။အိမ်တော်မှာငွေ3000ကျော်နဲ့ဆိုင်ကန်းဆက်နှခန်းကုန်တဲ့အဖွဲ့လေးဖွဲ့ရှိတယ်ဆိုပြီးတတိပေးခဲ့သေးတယ်။ဒါပေမဲ့အမဖြစ်သူကအိမ်တော်ရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုဖြုတ်ချပြီးနာမည်ကောင်းရဖို့အတွက်ကြောက်စိမ့်တွေနဲ့အစားထိုးဖို့အမိန့်ပေးလိုက်တယ်။အဲ့ဒီလိုလုပ်ဖို့ငွေ9000လောက်ထပ်ကုန်မှာဖြစ်ပြီးအဲ့ဒီငွေကအိမ်တော်တစ်ခုလုံး3နှစ်စာအသားဟင်းစားလို့ရတဲ့ပမာဏပါ။ဒါကိုသူမကပတ်စံဖြုံးတာလို့ပြောပေမဲ့အမဖြစ်သူကတော့ဂယုမဆိုင်ပဲအိမ်တော်ရဲ့တော်တွေကိုတိမ့်ပိုက်သွားခဲ့တယ်။အမဖြစ်သူရဲ့မျက်လုံးထဲမှာဖြစ်ပြေးသွားတဲ့အရေးအယောင်ကမမောမှုတွေပါ။လီမင်းသားအိမ်တော်ကိုသူမကတစ်နှစ်လုံးပင်ပန်းခံပြီးစီပင်အောင်လုပ်ပေးခဲ့ရတာပါ။ဒါပေမဲ့အမဖြစ်သူပြန်ရောက်လာတော့မင်းသားကအိမ်တော်ရဲ့အာဏာတွေကိုချက်ချင်းပဲလွှဲပေးလိုက်တယ်။သူမကလည်းအိမ်တော်ရဲ့စရင်တွေနဲ့တော်တွေအကုန်ပေးပြီးကွာရှင်းပေးဖို့တောင်းဆိုလိုက်တယ်။သူမထွက်သွားတော့အမဖြစ်သူကနာမည်ကောင်းရဖို့အတွက်အိမ်တော်ကငွေတွေကိုအကုန်ဖြုံးတီးတော့တာပဲ။ကွာရှင်းခံလိုက်ရတဲ့သူမကတော့အရင်ကစိတ်ဆက်ထားမှုတဲ့ရွေမင်းသားအိမ်တော်ကိုထွက်လာခဲ့တယ်။အိမ်တော်ရောက်တော့အရင်ကစိတ်ဆက်ထားတာတွေအတီးဖြစ်သေးလားဆိုပြီးရွေမင်းသားကိုမေးလိုက်တယ်။ကွာရှင်းခံထားရတဲ့မိမတစ်ယောက်ကိုလက်ထပ်ဖို့ဆိုတာမင်းသားအတွက်တော့ဂုဏ်ငယ်စရာကိစ္စတစ်ခုလေ။သူမရဲ့အမကလည်းအရင်ကမင်္ဂလာပွဲကိုဖျက်ခဲ့ဘူးတော့သူမကိုလက်ခံပါမလားဆိုတာမသိချခဲ့ဘူး။ဒါပေမဲ့ရွေမင်းသားကတော့စိတ်ဆက်ထားတာအတီးပဲလို့ပြောလာတယ်။ယောက်ျားတွေရဲ့စကားကိုသူမကမယုံပေမဲ့သူမလိုချင်တာကသူ့ရဲ့အချစ်မှမဟုတ်တာ။သူမကရွေမင်းသားစီကနေစီးပွားရေးလုပ်ခွင့်လိုင်စင်ကိုတောင်းဆိုလိုက်တယ်။မင်းသားအိမ်တော်တစ်ခုလုံးစားဝတ်နေရေးအဆင်ပြေစေရမယ်လို့လည်းကတိပေးခဲ့တယ်။မင်းသားကတော့မိန်းကလေးတစ်ယောက်အနေနဲ့ဒီလောက်ပင်ပန်းခံစရာမလိုဘူးလို့ဆိုတယ်။ဒါပေမဲ့သူမကတော့မင်းသားအနေနဲ့သူမကိုတကယ်ချစ်တာလားသူမအမထက်စကားပြောရလွယ်လို့လားဆိုတာကိုရှင်းရှင်းလင်းလင်းသိချင်ခဲ့တယ်။နောင်ပြဿနာမတက်ရအောင်အပေးအယူတစ်ခုကိုပွင့်ပွင့်လင်းလင်းပဲလုပ်ခဲ့တယ်။မင်းသားကသူမကိုကျင်ရတော်နေရာပေးရင်သူမကဒီအိမ်တော်ကိုတစ်မျိုးလုံးမှာအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးမယ်လို့ကတိပေးလိုက်တယ်။သူမကသူမအမလို့နတ်သမီးတစ်ပါးမဟုတ်ပဲထမင်းစားရတဲ့တာမန်လူမို့လို့ဘိုက်ဝချင်ရင်သူမနောက်တာလိုက်ခဲ့ဖို့မင်းသားကိုပြောလိုက်တယ်။မင်းသားကလည်းသူမသဘောအတိုင်းခွင့်ပြုပေးခဲ့တော့မကြခင်မှာပဲဟောင်းနှွမ်းနေတဲ့အိမ်တော်မှာနှစ်ထပ်တိုက်လေးစောင့်နိုင်ခဲ့တယ်။သူမကစီးပွားရေးလုပ်ရုံတင်မကဘူးအလုပ်သမားတွေကိုလည်းလစာအများဆုံးနဲ့ခွင့်ရအများဆုံးပေးပြီးခေါ်ခဲ့တယ်။ဒီသတင်းကြောင့်လာလျှောက်တဲ့သူတွေကအိမ်တော်မှာအများကြီးပြည့်နေနေတာပဲ။အလုပ်လာလျှောက်တဲ့အထဲမှာသားဖြစ်သူနေမကောင်းလို့ပတ်စံအရန်လိုနေတဲ့အဖိုးကိုတယောက်လည်းပါလာတယ်။အခြားသူတွေကဝိုင်းနေကြပေမဲ့သူမကတော့တန်ရှင်းရေးလုပ်ဖို့အလုပ်လက်ခံပေးခဲ့တယ်။စေဖို့အတွက်လစာကိုပါကြိုးထုတ်ပေးလိုက်ပြီး3ရက်နေမှအလုပ်ဆင်းဖို့ပြောလိုက်တယ်။ကျေးဇူးတင်လို့ဒူးထောက်မဲ့အဖိုးကိုသူမကချက်ချင်းတားလိုက်တယ်။မင်းသားကတော့အစီခံတွေကိုဘာလို့ဒီလောက်ကောင်းကောင်းဆက်ဆံရတာလဲဆိုပြီးနားမလည်နိုင်ဖြစ်နေတယ်။လီမင်းသားအိမ်တော်တစ်နှစ်အတွင်းချမ်းသာလာတာဟာအစီခံတွေကိုကောင်းကောင်းကျွေးမွေးလို့ပဲလို့သူမကရှင်းပြခဲ့တယ်။တကားဆောင်ကအစအသားဟင်းစားရလို့အိမ်တော်ကိုတစ္ဆာရှိရှိစောင့်ရှောက်ပေးခဲ့ကြတာပါ။လူဆိုတာကိုယ့်ပေါ်ကောင်းမှပြန်ကောင်းတတ်တာမို့လစာတွေကိုတိုးပေးပြီးစိတ်တဆနံမဟုတ်တဲ့ငွေကြေးနဲ့ပဲစီးရုံးခဲ့တယ်။သူမရွေမင်းသားအိမ်တော်ကိုစီမံပြီးနောက်မှာတော့စီးပွားရေးတွေအဆင်ပြေပြီးတဖြည်းဖြည်းချမ်းသာလာတယ်။မင်းသားလည်းအရှိန်အဝါရှိလာပြီးမင်းကြီးနဲ့တွေ့ဖို့နန်းတော်ထဲကိုသူမနဲ့အတူဝင်ခွင့်ရခဲ့တယ်။နန်းတော်ထဲမှာမိဖုရားခေါင်ကြီးနဲ့တွေ့ဆုံခဲ့ပြီးသူမရဲ့အမျှော်မြင်ရှိမှုကိုမိဖုရားကြီးကပါချီးကျူးဂုဏ်ပြုခဲ့တယ်။နန်းတွင်းထဲမှာအရှုပ်ရှင်းလုံးမဲ့အစားအိမ်တော်ကိုစနစ်တကျစီမံနိုင်တဲ့သူမကိုအားကိုးမယ်လို့လည်းမိဖုရားကြီးကကတိပေးခဲ့တယ်။အဲ့ဒီအချိန်မှာပဲလီမင်းသားအိမ်တော်ဘက်ကပြဿနာတက်နေတဲ့သတင်းတစ်ခုရောက်လာတယ်။သူမရဲ့အမစုချင်းဝမ်ဟာလူတွေရဲ့လောဘမရှိအောင်ဆိုပြီးအစီခံတွေကိုလစာတွေအကုန်လျှော့ပစ်လိုက်တယ်။ဒါတွေမကသေးပဲသူမကိုလူယုံမာတယောက်အဖြစ်သတ်မှတ်ပြီးပုံတူပကြီးကိုအိမ်တော်ရှိမှကပ်ပြီးတိတ်ခါချခဲ့တယ်။ဒါပေမဲ့သူမကတော့ဂယုမဆိုင်ပဲအဲ့ဒီအိမ်တော်ကထွက်ပြေးခြင်းနဲ့အလုပ်သမားတွေကိုခေါ်လာဖို့လူလွတ်လိုက်တယ်။လစာနဲ့ရှယ်ယာတွေကိုအရင်တိုင်းပေးမယ်ဆိုပြီးလီမင်းသားအိမ်တော်ကလူတွေကိုတင်သွင်းဖို့ကြံစည်ခဲ့တယ်။မဖြစ်သူရဲ့တဆူထိုးလုပ်ရက်ကြောင့်မကြခင်မှာပဲလီမင်းသားအိမ်တော်ရဲ့လုပ်ငန်းတွေအကုန်ရပ်ဆိုင်းသွားတယ်။စုချင်းဝမ်ဟာဂုံချက်ကိုမတ်မောပြီးအိမ်တော်ကအဖိုးရံပစ္စည်းတွေကိုဖြုတ်ချကာကြောက်စိမ့်တွေနဲ့အစားထိုးပြီးပတ်စံတွေအကုန်ဖြုံးတီးပစ်ခဲ့တယ်။လီမင်းသားအိမ်တော်ရဲ့အာဏာကိုသိမ်းပိုက်လိုက်တဲ့အမဖြစ်သူကတော့အိမ်တော်ကပတ်စံတွေကိုစီကံမရှိဖြုံးတီးပစ်နေပါပြီ။အိမ်တော်ကငွေတွေတောင်ပြိုကမ်းပြိုထွက်နေတာကိုကြည့်ပြီးအလုပ်သမားတွေကလည်းစိုးရိမ်နေကြတာပေါ့။အရင်ကညီမဖြစ်သူစုရန်ရှိစဉ်တုန်းကတော့နေမနာညမနာစူးစမ်းပြီးပတ်စံရှာပေးခဲ့တာလေ။အခုလိုအမဖြစ်သူကလက်ခွာနေမယ်ဆိုရင်တော့3လတောင်ခံမှာမဟုတ်ဘူးလို့အားလုံးကတွက်ချက်နေကြတယ်။ဒါတွေမကသေးပဲအလုပ်သမားတွေကိုလည်းတလားမှကြေးနီပြားတပြားပဲပေးပြီးနှိပ်စက်ပါသေးတယ်။အလုပ်သမားတွေငက်ပြက်ပြီးမခံမရက်နိုင်ဖြစ်လာတဲ့အဆုံးမှာတော့အိမ်တော်ရှိမှစုယုံပြီးဆန္ဒပြကြပါတော့တယ်။အတင်ရဲလာချီလားလို့အော်ဟစ်နေတဲ့အချိန်မှာပဲကန်ကောင်းကျင်တော့အေဂရစ်မင်းမြတ်စီကတဝင်လွာရောက်လာခဲ့တယ်။မင်းမြတ်ကအိမ်တော်ရဲ့အလှဆင်တိဆောက်မှုကိုသဘောကျလို့ရွှေငွေရတနာတွေဆုလက်အဖြစ်ချီးမြှင့်လိုက်တာပါ။
ဒါကိုအမဖြစ်သူကအလုပ်သမားတွေကိုပြစ်ပေးပြီးအသက်မသေးခြင်းရင်အလုပ်ပြန်လုပ်ကြဖို့ချင်းချောက်လိုက်ပြန်တယ်။သူမရဲ့စီမံခန့်ခွဲမှုကမှန်ကန်တယ်ဆိုပြီးကိုဂုံယူဝါကြွားလို့မဆုံးဖြစ်နေတာပေါ့။ညီမဖြစ်သူစုရမ်းရှိကွာရှင်းခံရပြီးထွက်သွားတာကိုဘေးကလူတွေကဝိုင်းပြီးကဲ့ရဲ့ပြစ်တင်နေကြတယ်။ဒီသတင်းတွေကိုကြားရတဲ့စုရမ်းရှိကတော့ဒီလိုပုံစံအတိုင်းဆိုလီမင်းသားအိမ်တော်မကြခင်ပျက်စီးတော့မယ်ဆိုတာကိုကြိုတင်မြင်နေခဲ့တယ်။လီမင်းသားအိမ်တော်ကပတ်စံတွေကိုအမဖြစ်သူဘလို့ပဲဖြုံးတီးဖြစ်ပါစေစုရမ်းရှိကတော့စိတ်ထဲလုံးဝမထားတော့ပါဘူး။သူမဟာငယ်စဉ်ကလေးကပတ်စံရှာပြီးမိဘတွေကိုဘလောက်ပဲလှုပ်ကြွေးပါစေအမြဲတမ်းအပြောခံခဲ့ရတာလေ။မိဘတွေနဲ့မောင်ဖြစ်သူကသူမရှာတဲ့ပတ်စံနဲ့ပစ္စည်းတွေကိုမမောကြပေမဲ့ပါဇက်ကတော့ကဲ့ရဲ့ခဲ့ကြတာပေါ့။ဒါကြောင့်မို့လို့လူအချို့ကိုကောင်းပြရင်လည်းအပိုပဲဆိုတာကိုသူမကောင်းကောင်းကြီးနားလည်သွားခဲ့တယ်။ဘေးမှာရှိတဲ့ရွေမင်းသားကလည်းစုရမ်းရှိဟာအမဖြစ်သူထက်အများကြီးပိုပြီးအမြင်မှန်ရနေတယ်လို့ချီးကျူးလိုက်တယ်။စုရမ်းရှိကတော့သူမဟာအမှန်တရားကိုသိပေမဲ့စကားကြမ်းတဲ့သူမို့နောက်ပိုင်းပြင်မမိရင်ခွင့်လွှတ်ဖို့ပြောလိုက်တယ်။တစ်ဖက်မှာတော့လီမင်းသားအိမ်တော်မှာရပ်ပိုင်းအတွင်းတင်ဆန်ကုန်ပြီးငွေတွေလည်းပြက်လက်သွားခဲ့တယ်။အမဖြစ်သူကဂုံပကာသနာတွေအတွက်ငွေတောင်းချီသုံးပစ်လိုက်လို့အိမ်တော်မှာရောင်းစရာတော့မကြံတော့ပါဘူး။ဒီအချိန်မှာပဲမြို့ရှိဘက်မှာစုရမ်းရှိဖွင့်လှစ်လိုက်တဲ့ဆိုင်တစ်ကြီးကအရန်ကိုစီကားနေတယ်လို့သတင်းကြားလိုက်ရတယ်။ပတ်စံမတ်တဲ့နှာခေါင်းဆုံးမကအခုထိမငြိမ်သေးဘူးဆိုပြီးအမဖြစ်သူကဒေါသတကြီးနဲ့တွားကြည့်ဖို့ပြင်ပါတော့တယ်။သူမဟာအချမ်းရံတွေကိုခေါ်ပြီးစုရမ်းရှိရဲ့ဆိုင်အစ်စ်ကိုရောက်သွားတာနဲ့တန်းပြီးရိုက်ခွဲဖျက်ဆီးခိုင်းလိုက်တယ်။ဆိုင်ထဲကပစ္စည်းတွေအကုန်ပြိုလဲကုန်ပြီးစုရမ်းရှိရှေ့ကိုထွက်လာတဲ့အထိအမဖြစ်သူကရန်ရှာနေတော့မှာပဲ။နင်ကလူတွေကိုဘလောက်တောင်ဒုက္ခပေးအောင်မလဲလို့အော်ဟစ်ပြီးညီမဖြစ်သူကိုအပြစ်တင်နေပါတော့တယ်။မနာလိုစိတ်တွေနဲ့ယူသွတ်နေတဲ့အမဖြစ်သူနဲ့စုရမ်းရှိတို့ကြားမှာအခြေအနေတင်းမာနေပါတော့တယ်။ဆိုင်ထဲကိုဒေါသတကြီးနဲ့ဝင်လာတဲ့အမဖြစ်သူကစုရမ်းရှိကြောင့်ပဲအလုပ်သမားတွေပျက်စီးကုန်တာလို့ဆွဆွဲနေပါတယ်။အရင်ကစုရမ်းရှိကအလုပ်သမားတွေကိုပတ်စံတွေအများကြီးပေးပြီးကောင်းကောင်းထားခဲ့လို့အခုအလုံးမလုံးချင်ကြတော့တာလေ။ဒီစကားကိုကြားတော့စုရမ်းရှိကရဲချင်းချင်းနဲ့ပဲသူမအနေနဲ့အလုပ်သမားတွေကိုဘယ်လိုနှိပ်စက်ရမလဲလို့ပြန်မေးလိုက်တယ်။အမဖြစ်သူလိုမျိုးနှစ်လမှကျင်းနေပြတပြားပဲပေးပြီးလက်ပြအောင်ထားရမလားလို့ခါနေတဲ့ပြောလိုက်တာပေါ့။သူမရဲ့ဆိုင်ကအလုပ်သမားတွေလက်ဝဲရတနာတွေစင်မြန်းနိုင်ချိန်မှာအမဖြစ်သူရဲ့လူတွေကတော့အဝိစုပ်တွေနဲ့မို့ကွာခြားချက်ကအတိတာကြီးပါပဲ။အဲဒီနောက်မှာတော့စုရမ်းရှိကဆိုင်အစ်စ်အတွက်အလုပ်သမားတွေလစာအများကြီးပေးပြီးထပ်မံလုပ်ခေါ်ယူလိုက်ပါတယ်။ဒီလိုခွင့်ရေးကောင်းကိုကြားလိုက်ရတဲ့လီမင်းသားအိမ်တော်ကအလုပ်သမားတွေလည်းဝမ်းသာအားရနဲ့လာရောက်လျှောက်ထားကြတော့တာပေါ့။ဒါကိုမြင်ပြီးဒေါသထွက်နေတဲ့အမဖြစ်သူကိုစုရမ်းရှိကအိမ်တော်ကိုကောင်းကောင်းမွန်မွန်ပြန်ပို့ပေးဖို့အမိန့်ပေးလိုက်တယ်။အလုပ်သမားတွေကအမဖြစ်သူကိုဆွဲခေါ်သွားချိန်မှာရွေမင်းသားကိုယ်တိုင်ရောက်လာပြီးအားလုံးကိုတားဆီးလိုက်ပါတော့တယ်။မင်းသားဟာသူ့ရဲ့ဇနီးဖြစ်သူစုရမ်းရှိကိုအမိုက်တစ်ခုလိုယွန်ရှာဆက်ဆုပ်တဲ့နှလုံးတွေနဲ့စိုက်ကြည့်နေခဲ့တာပါ။ပြီးတော့လေသူ့ရဲ့ဇနီးကရိုင်းဆိုင်လို့အမဖြစ်သူကိုစော်ကားမိတာပါဆိုပြီးတောင်းပန်စကားပြောခိုင်းလိုက်တယ်။သူမအပေါ်ကောင်းခဲ့မှုသမျှအရာအားလုံးဟာလည်းအခုချိန်မှာတော့လုံးဝပြောင်းလဲသွားခဲ့ရပြီပေါ့။မင်းသားကစုရမ်းရှိပြောခဲ့တဲ့အလုပ်ခေါ်စာတွေအကုန်လုံးကိုပယ်ဖျက်လိုက်ကြောင်းအမိန့်ထုတ်ပြန်လိုက်ပါတယ်။ဒါတွေမကသေးပဲစုရမ်းရှိစီမှာအလုပ်လုပ်ချင်တဲ့သူတွေကိုလည်းရိုက်နှက်ပြီးအပြစ်ပေးဖို့ပြင်ဆင်နေပါတော့တယ်။ရွေမင်းသားရဲ့ချင်းချောက်အပြစ်ပေးမှုကြောင့်အလုပ်သမားတွေဟာကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတော့တယ်။စုရမ်းရှိကတော့မခံမရက်နိုင်ဖြစ်ပြီးရွေမင်းသားကိုဝင်တားဖို့စူးစမ်းခဲ့တာပေါ့။ဒါပေမဲ့ဘေးကလူတွေကရွေမင်းသားဟာငယ်စဉ်ကတည်းကသူမရဲ့အမကိုပဲဆွဲဆွဲလန်းလန်းချစ်ခဲ့တာလို့ပြောပြလာတယ်။ဒီတော့မှပဲရွေမင်းသားသူမအပေါ်ကောင်းခဲ့သမျှအရာအလုံးဟာအမဖြစ်သူရဲ့အရေးအယောင်ကြောင့်ဆိုတာနားလည်သွားခဲ့တယ်။ရွေမင်းသားကလည်းသူ့စိတ်ထဲကမိန်းကလေးကိုထိခိုက်အောင်လုပ်လို့ဆိုပြီးစုရမ်းရှိကိုလင်မယားအဖြစ်ကနေဆွန့်လွတ်လိုက်တယ်။စုရမ်းရှိကတော့ရေမောပြီးဒီလိုသူရဲပေါင်ကြောင့်နဲ့မင်းသားရဲ့ကျင်ရတော့အဖြစ်မနေကျင်တော့ဘူးလို့ပြန်ပြောလိုက်တာပါ။အမဖြစ်သူကိုချစ်ရင်လည်းရဲရဲဝံဝံသွားမခေါ်ရဲပဲသူမကိုအစားထိုးလဲလှယ်ခဲ့တဲ့မင်းသားကိုတယော်လိုက်ပါသေးတယ်။မင်းသားကဒေါသထွက်ပြီးပါရိုက်လိုက်ပေမဲ့သူမကတော့စိတ်မနာပဲအချိန်ကုန်ရတာကိုပဲနှမျောနေခဲ့တာပေါ့။အဲဒီနောက်မှာတော့စုရမ်းရှိဟာကွာရှင်းစာချုပ်ကိုယူပြီးလှပစွာပဲအိမ်တော်ကနေထွက်ခွာလာခဲ့တယ်။တိုတောင်းလာတဲ့ကာလအတွင်းမှာတင်ကွာရှင်းစာချုပ်နှစ်ဆောင်ရခဲ့တဲ့သူမရဲ့ဘဝကတစ်မျိုးလုံးမှာထူးခြားနေခဲ့တာပေါ့။ရွေမင်းသားကပိုင်ဆိုင်မှုတစ်ဝက်ခွဲပေးခဲ့တာမို့စုရမ်းရှိဟာအဲ့ဒီငွေတွေနဲ့ရေချောင်းကုန်သွယ်မှုကိုစတင်လိုက်ပါတယ်။မြို့ကန်တွေကမင်းသားကိုကြောက်လို့အလုံးမလုပ်ရဲကြပေမဲ့သူမကတော့နေဝေးကလူတွေကိုလစာအများကြီးပေးပြီးခေါ်ယူခဲ့တယ်။မကြခင်မှာပဲစုရမ်းရှိရဲ့စီးပွားရေးလုပ်ငန်းတွေဟာတရှိန်ထိုးအောင်မြင်ပြီးပြန်လည်စီကားလာခဲ့တယ်။တစ်ဖက်မှာတော့အမဖြစ်သူရဲ့စီကမ်းမဲ့နှိပ်စက်မှုတွေကြောင့်လီမင်းသားအိမ်တော်ရဲ့စီးပွားရေးတွေအကုန်ပျက်စီးကုန်တယ်။အခြေအနေတွေဆိုးဝါးလာတဲ့အဆုံးမှာတော့အမဖြစ်သူဟာစုရမ်းရှိရဲ့ကုန်စည်တွေကိုအတင်းအဓမ္မလူရက်ဖို့ရောက်လာပြန်တယ်။စုရမ်းရှိကဝင်သားပေမဲ့လည်းအမဖြစ်သူကတော့သူမကြောင့်ပဲမင်းသားအိမ်တော်ပျက်စီးရတာပါဆိုပြီးလွှဲချနေတော့မှာပဲ။ကိုဖြစ်အမဖြစ်သူကစုရမ်းရှိကိုပတ်စံတွေနဲ့လူတွေကိုတင်သွင်းပြီးအိမ်တော်ရဲ့စီးပွားရေးကိုဖျက်ဆီးနေတယ်လို့ဆွဆွဲလာတယ်။စုရမ်းရှိကလည်းသူမပတ်စံတွေဟာကြံနံကနေပင်ပန်းခံရှာဖွေထားတာဖြစ်ပြီးအမဖြစ်သူကသာအတင်းအဓမ္မလူရက်နေတာလို့ပြန်ပြောလိုက်တယ်။ဒေါသထွက်သွားတဲ့အမဖြစ်သူကအလုပ်သမားတွေကိုခေါ်ပြီးစုရမ်းရှိရဲ့ကုန်တင်သင်္ဘောတွေကိုမိရှို့ဖျက်ဆီးဖို့အမိန့်ပေးလိုက်တယ်။ဒီလိုနဲ့သူမကိုစီးပွားရေးဆက်လုပ်လို့မရအောင်ချင်းချောက်လာတဲ့အခါမှာတော့စုရမ်းရှိတယောက်ရဲရဲဝံ့ဝံ့ပဲတုံ့ပြန်လိုက်တယ်။ဧကရစ်မင်းမြတ်ရဲ့ပစ္စည်းတွေကိုတောင်လူရက်ရဲတဲ့အမဖြစ်သူရဲ့တတိကိုချီးကျူးစကားဆိုလိုက်တယ်။အမဖြစ်သူကမယုံကြည်ပဲလိန်ညာနေတာလို့ထင်ပေမဲ့စုရမ်းရှိကတော့တော်ဝင်ကုန်တဲ့တယောက်ဖြစ်နေခဲ့တယ်။အခုလူရက်နေတဲ့ပစ္စည်းတွေဟာနန်းတော်ကိုပို့ဆက်မဲ့နှစ်သက်ကူလက်ဆောင်တွေဖြစ်ကြောင်းအားလုံးရှေ့မှာရှင်းပြလိုက်တယ်။ဒီတော့မှအမဖြစ်သူလည်းကြောက်လန့်တကြားနဲ့သူမကို1600ရမလားဆိုပြီးအော်ဟစ်နေတော့တယ်။စုရမ်းရှိကတော့သူမကိုယ်တိုင်လူခေါ်လာပြီးလူရက်ဖို့အမိန့်ပေးခဲ့တာဖြစ်လို့ဧကရစ်ကိုပုံကံမှုနဲ့ဖမ်းဆီးခိုင်းလိုက်တယ်။ရွေမင်းသားနဲ့အမဖြစ်သူတို့အဖမ်းခံရချိန်မှာအစီကံလေးကဝမ်းသာနေပေမဲ့စုရမ်းရှိကတော့စိတ်မအေးနိုင်သေးကြောင်းပြောပြလာတယ်။ဘာလို့လဲဆိုတော့တိတ်မကြခင်မှာပဲမိဘတွေရောက်လာပြီးသူမကိုပြဿနာလာရှာကြမှာကိုသိနေလို့ပါ။နောက်ဆုံးမှာတော့ဒီအမှုကအရေးယူခံရတာမျိုးမရှိပဲဒီအတိုင်းပဲပြီးဆုံးသွားနိုင်တယ်လို့သူမကတွေးပူနေခဲ့တယ်။ရွေမင်းသားကတော်ဝင်သွေးပါလို့ရက်ပိုင်းလေးပဲအဖမ်းခံရပြီးလွတ်လာခဲ့တယ်လေ။အမဖြစ်သူစုချင်းဝမ်ကလည်းမိဘတွေကငွေနဲ့လိုက်ရှင်းပေးလို့ထောင်ကထွက်လာနိုင်ခဲ့တယ်
နောက်ဆုံးတော့ဧကရစ်ရဲ့ပစ္စည်းတွေကိုကာကွယ်မပေးနိုင်ဘူးဆိုပြီးစူယန်ရှီတယောက်တည်းအပြစ်ပုံချခံလိုက်ရတာပေါ့။သူမရဲ့တော်ဝင်ကုန်တဲ့နေရာကိုအမဖြစ်သူကလူယူသွားပြီးတနိုင်ငံလုံးမှာအချမ်းသာဆုံးမိန်းမဖြစ်လာခဲ့တယ်။စူယန်ရှီရဲ့ပိုင်ဆိုင်မှုတွေတင်မောတွေအကုန်လုံးကလည်းအမဖြစ်သူအတွက်အသုံးတော်ခံလိုက်ရတယ်လေ။ဒီလိုနဲ့သူမစီမှာအသက်တစ်ချောင်းကလွဲပြီးဘာပိုင်ဆိုင်မှုမှမကျန်တော့ပါဘူး။ဒီလူတွေကိုပြန်တိုက်ခိုက်ဖို့ဆိုရင်သူမတယောက်တည်းအင်အားနဲ့မဖြစ်နိုင်ဘူးဆိုတာကောင်းကောင်းသိနေခဲ့တယ်။ဒါကြောင့်မို့လို့နန်းတွင်းမှာနှစ်ပေါင်းများစွာအင်အားစုဆောင်းနေတဲ့မိဖုရားခေါင်ကြီးစီကိုတွားပြီးအကူအညီတောင်းခဲ့တယ်။မိဖုရားခေါင်ကြီးကတော့ဧကရစ်မင်းမြတ်ဟာမိမလလေးတွေနဲ့လက်ထိုးခံလိုက်ရလို့သူတို့ကိုလွှတ်ပေးလိုက်တာလို့ရှင်းပြတယ်။ပြီးတော့စူယန်ရှီကိုခရီးစရိတ်ပေးပြီးမြို့တော်ကနေထွက်သွားဖို့တိုက်တွန်းခဲ့တာပေါ့။ဒါပေမဲ့စူယန်ရှီကတော့ဒီတိုင်းရှုံးပေးမဲ့သူမျိုးမဟုတ်ပါဘူး။ဧကရစ်မင်းမြတ်တာနေရာမှာမရှိတော့ဘူးဆိုရင်ရောဆိုပြီးရဲရဲဝံ့ဝံ့ပဲအကြံပေးလိုက်တယ်။မိဖုရားခေါင်ကြီးစီကနေငွေ300တောင်းပြီးတိုင်းပြည်လုံးကိုသိမ်းပိုက်ပေးမယ်လို့ကတိပေးခဲ့တယ်လေ။မိဖုရားခေါင်ကြီးကလည်းစူယန်ရှီရဲ့တတိကိုသဘောကျသွားပြီးအစီအစဉ်ကိုလက်ခံလိုက်ပါတော့တယ်။နန်းတော်ကထွက်လာပြီးတဲ့နောက်မှာတော့မိသားစုအဆက်ကွဲတယ်ဆိုလို့အိမ်ကိုမပြန်ဖြစ်တော့ပါဘူး။မိဘတွေကိုနှုတ်ဆက်စကားပါပြီးငွေ300နဲ့ကျန်နန်ကိုထွက်လာခဲ့တယ်။ဒါပေမဲ့ကျန်နန်ရောက်ချင်းပဲအခန်းကားနေတဲ့အိမ်ရှင်ကဆေးခတ်ပြီးငွေတွေအကုန်လူသွားတာကိုခံလိုက်ရတယ်။ပတ်စံတွေအကုန်ပါသွားပေမဲ့မငိုပဲရဲနေတဲ့သူမကိုအတော်ကြီးတယောက်ကလာမေးတော့သူမရဲ့အဖြစ်အပျက်တွေကိုပြောပြလိုက်တယ်။အတော်ကြီးကတနာသွားပြီးသူမရဲ့သားလုံးနေတဲ့တင်မောစိတ်မှာအလုံးဝင်လို့ဖို့အကြံပေးခဲ့တယ်။တင်မောစိတ်မှာကုန်ထမ်းရင်းစည်ရင်းမှတ်ရင်းနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေကိုတေချာလေ့လာခဲ့တာပေါ့။ငွေ90စုမိတဲ့အခါမှာတော့ပိုးရိုင်းတွေကိုဝယ်ဆေးဆိုးပြီးမြောက်ပိုင်းကကုန်သည်တွေစီပြန်ရောင်းချခဲ့တယ်။လိုအပ်ချက်ကိုတေချာသိနေတော့အမျက်တွေအများကြီးရလာပြီးကိုပိုင်တင်မောတွေနဲ့ကုန်သွယ်ရေးစလုပ်နိုင်ခဲ့တယ်။ငွေ1000ပြည့်တဲ့အခါမှာတော့ပထမဆုံးကိုပိုင်ဆိုင်ခန်းလေးကိုဖွင့်နိုင်ခဲ့တယ်။6လအတွင်းမှာပဲဆိုင်ခန်း12ခန်းနဲ့ငွေလဲကောင်တာတွေပါဖွင့်နိုင်တဲ့အထိကြီးပွားလာခဲ့တာပါ။အဲ့ဒီအချိန်မှာပဲအရင်ကအိမ်ပေါ်ကနေချခဲ့တဲ့မောင်ဖြစ်သူကသူမစီကိုရုတ်တရက်ရောက်လာခဲ့တယ်။မိဘတွေကလွမ်းနေလို့လာခေါ်တာပါလို့ပြောလာတဲ့မောင်ဖြစ်သူရဲ့စကားကိုသူမကဘလို့တုံ့ပြန်ရမှာလဲ။သူမကမောင်ဖြစ်သူကိုဘာကိစ္စလာတာလဲငွေလိုချင်လို့လားဆိုပြီးမေးလိုက်တယ်။အမဖြစ်သူကကုန်သွယ်ရေးစနစ်တွေကိုပြောင်းလဲလိုက်တာကြောင့်စီးပွားရေးတွေပျက်စီးကုန်တယ်လို့မောင်ဖြစ်သူကရှင်းပြလာတယ်။နယ်ဆက်ကစစ်တေတွေအတွက်စောင်းတွင်းဝတ်စုံပေးရမယ့်ကိစ္စကလည်းအချိန်နောက်ကျနေလို့ဧကရစ်ကအတော်လေးဒေါသထွက်နေတာပါ။ဒါကြောင့်အမဖြစ်သူကိုကယ်တင်ဖို့အတွက်ကျန်နန်မှာကြီးပွားနေတဲ့သူမစီကနေကုန်ပစ္စည်းတွေလာတောင်းတာဖြစ်တယ်။ဒီစကားကိုကြားတော့သူမကအရင်ကမိမိရဲ့အရာရာကိုလူယူပြီးနှင်ထုတ်ခဲ့တဲ့သူတွေကိုဘာလို့ကယ်ရမှာလဲဆိုပြီးရင်မောလိုက်တယ်။မောင်ဖြစ်သူကသူမဝယ်ပေးထားတဲ့လက်စွပ်ကိုဝတ်ထားပြီးတော့တောင်သူမကိုဖမ်းဆီးလူရရမှာပါဝင်ခဲ့သေးတယ်လို့ခန့်နေလိုက်တယ်။အကူအညီမပေးရင်မိဘတွေကိုတိုင်ပြောမယ်လို့ချင်းချောက်ပေမဲ့သူမကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။သူမဒုက္ခရောက်နေချိန်မှာမိဘတွေကအမဖြစ်သူကိုထောင်ကထုတ်ဖို့ပဲအာရုံစိုက်နေခဲ့တာလေ။သူမကမောင်ဖြစ်သူကိုအိမ်ထဲကနေအမြန်ဆုံးမောင်းထုတ်လိုက်တယ်။အမဖြစ်သူရဲ့စီကန်းတစ်တွေကြောင့်ကုန်သွယ်ရေးတွေရပ်တန့်ပြီးရှေ့တန်းကစစ်တေတွေကလည်းပုံကန်လူနီးပါဖြစ်လာတယ်။2လလောက်အကြာမှာတော့သူမဟာကုန်တင်သင်္ဘောတွေအများကြီးနဲ့အတူမြို့တော်ကိုပြန်ရောက်လာခဲ့တယ်။မိဖုရားခေါင်ကြီးနဲ့သူမတို့တိတ်တဆိတ်ပူးပေါင်းထားတာမို့တော်ဝင်ကုန်တဲ့အမှတ်အသားကိုပါတပါးတည်းယူဆောင်လာခဲ့တာပါ။ဒါပေမဲ့သင်္ဘောစိတ်ကိုရောက်ချင်းမှာပဲဧကရစ်ရဲ့လူတွေကသူမကိုရုတ်တရက်ဖမ်းဆီးသွားကြတော့တယ်။သင်္ဘောစိတ်ရောက်ချင်းပဲဧကရစ်ရဲ့လူတွေကသူမကိုဖမ်းဆီးပြီးထောင်ထဲခေါ်သွားခဲ့တယ်။ဧကရစ်ကိုယ်တိုင်ရောက်လာပြီးစောင်းတွင်းဝတ်စုံ9သိန်းကိုထုတ်ပေးနိုင်မလားလို့မေးလာတယ်။သူမကလည်းထုတ်ပေးနိုင်ပေမဲ့အလကားတော့မရဘူး။ဘာနဲ့ပြန်လဲမလဲလို့ရဲရဲဝံ့ဝံ့ပဲပြန်မေးလိုက်တယ်။ဧကရစ်ကအတင်းအဓမ္မယူမယ်လို့ချင်းချောက်ပေမဲ့အလုပ်သမားတွေကပတ်စံမရပဲအလုပ်မလုပ်ဘူးလို့ပြန်ပတ်လိုက်တယ်။စစ်တေတွေစီကိုပစ္စည်းတွေတေချာရောက်ဖို့ဆိုတာသူမကလွဲပြီးဘယ်သူမှမလုပ်နိုင်ဘူးလို့ရှင်းပြလိုက်တယ်။ဒါနဲ့ပဲဧကရစ်ကိုအပေးယူတစ်ခုလုပ်ဖို့ကမ်းလှမ်းလိုက်တယ်။သူမထုတ်ဝေတဲ့ငွေစက်ကူကိုအတိအမှတ်ပြုပေးဖို့နဲ့တနိုင်ငံလုံးမှာဆိုင်ခွဲတွေဖွင့်ခွင့်ပေးဖို့တောင်းဆိုခဲ့တယ်။ဒါအပြင်သူမစီကနေလူယူသွားတဲ့တော်ဝင်ကုန်တဲ့နေရာကိုပါပြန်ပေးရမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ဧကရစ်ကစစ်တေတွေအတွက်ပစ္စည်းရှာပေးနိုင်တဲ့ကွန်ပျူတာကိုအမဖြစ်သူကိုပဲပေးလိုက်တယ်။အစေခံလေးကမကြေမနက်ဖြစ်နေပေမဲ့သူမကတော့အမြင့်ကြီးတက်သွားရင်ပြုတ်ကျတဲ့အခါပုံနာမယ်လို့ပဲပြန်ပြောခဲ့တယ်။သူမပြောတဲ့အတိုင်းပဲအမဖြစ်သူရဲ့ကုန်သွယ်ရေးစနစ်ကမြို့တော်ရဲ့စီးပွားရေးကိုလုံးဝကမောက်ကမဖြစ်သွားစေတယ်။လစာတွေပေးဖို့ဝင်မရှိတော့တဲ့အခါမှာတော့ဧကရစ်ကဒေါသထွက်ပြီးအဲ့ဒီစနစ်ကိုဖျက်သိမ်းပစ်လိုက်ပါတော့တယ်။ကုန်သွယ်ရေးစနစ်တွေပျက်စီးသွားပြီးနောက်မှာဧကရစ်ကငွေကြေးစနစ်ကိုပြန်လည်အသက်သွင်းဖို့စ조사ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီ။လာပေါင်းများစွာရှုပ်ထွေးသွားခဲ့တဲ့စီးပွားရေးကြောင့်ပြည်သူတွေကအစိုးရကိုယုံကြည်မှုမရှိတော့ဘဲသူမထုတ်တဲ့ငွေစက်ကူကိုပဲအားထားသုံးစွဲလာကြတယ်။သူမရဲ့ငွေစက်ကူတွေနဲ့ပဲလစာပေးတာတွေအယောင်းဝယ်လုပ်တာတွေလုပ်လာကြပြီးနိုင်ငံတော်ဝန်မှာတရားဝင်ငွေထက်တောင်ပိုပြီးအသုံးဝင်လာခဲ့တာပါ။ဒီလိုနဲ့အခြေအနေတွေဆိုးရွားလာတဲ့အခါမှာတော့ဧကရစ်ကိုယ်တိုင်သူမကိုခေါ်တွေ့ပြီးတကယ်တမ်းဘာတွေလိုချင်နေတာလဲလို့မေးခွန်းထုတ်လာတယ်။သူမကဘာမှမလိုချင်ဘူးလို့အေးအေးဆေးဆေးပဲဖြေပေမဲ့ဧကရစ်ကတော့မင်းရဲ့ငွေတွေကတတိုင်းပြည်လုံးရဲ့စီးပွားရေးကိုထိန်းချုပ်နေပြီလို့ဒေါသတကြီးပြောလာတယ်။သူမကလည်းဧကရစ်ကိုမိဖုရားခေါင်ကြီးရဲ့ပထမဆုံးရင်သွေးလေးဘလို့ကြောင့်ပြတ်ကျသွားခဲ့ရတာလဲဆိုတဲ့အတိတ်ကကိစ္စကိုပြန်မေးလိုက်တယ်။ဧကရစ်ကအချစ်တင်နေရတဲ့ကလေးကိုအိမ်ရှိဆန်နေရပေးခြင်းလို့မိဖုရားခေါင်ကြီးကိုကိုဝင်ပြတ်ကျစေးတိုက်ခဲ့တာကိုသူမကပြန်ဖော်ထုတ်လိုက်တာပါ။မိဖုရားခေါင်ကြီးကစေးခတ်ခံရမှန်းသိပေမဲ့တိုင်းပြည်စုပူပြီးပြည်သူတွေဒုက္ခရောက်မှာဆိုလို့အနှစ်20ကျော်အန်ကျိတ်တီးခံခဲ့တာလို့ရှင်းပြလိုက်တယ်။မိဖုရားခေါင်ကြီးကသူမကိုနောက်ွယ်ကနေကူညီပေးခဲ့တာဟာအိမ်ရှိဆန်မင်းသားအတွက်တိုင်းပြည်ရဲ့ဗန္ဒာရေးကိုအခိုင်အမာထောက်ပံ့ပေးဖို့ပဋိရထားလို့ဖြစ်တယ်။အရာရာကိုပြင်ဆင်ပြီးသွားပြီဖြစ်လို့ဧကရစ်ကိုလည်းအာနာဆွန့်လွတ်ပြီးထီးနှန်းကနေအနားယူတင်ပြီးလို့သူမကရဲရဲဝံ့ဝံ့ပဲပြောချလိုက်တယ်။နောက်ဆုံးမှာတော့ဧကရစ်ကလည်းအရှုံးပေးလိုက်ရပြီးအိမ်ရှိဆန်မင်းသားကသူမကိုတော်ဝင်ကုန်တဲ့အဖြစ်ပြန်လည်ခန့်အပ်ပေးလိုက်တယ်။အမဖြစ်သူနဲ့မင်းသားနှစ်ပါးလုံးအဖြစ်ပေးခံလိုက်ရလို့လက်စားချေနိုင်ခဲ့ပေမဲ့သူမကတော့ဝမ်းသာတဲ့ပုံစံလုံးဝမပေါ်ခဲ့တာကိုမြင်တွေ့ရမှာပါ။
ရွေမင်းသားတယောက်အလွန်အေးချမ်းတဲ့အနောက်မြောက်ဒေသကိုနေနေတံပေးခံလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲတာမန်ရက်သားအဖြစ်ယာရုချခံလိုက်ရတဲ့လီမင်းသားကသူ့မစီကိုရောက်လာပြီးလူထောက်တောင်းပန်လာတယ်။အရင်ကအမဖြစ်သူရဲ့စကားကိုနားယောင်ပြီးသူမကိုကွာရှင်းခဲ့မိတာအရန်တောင်တရားနေကြောင်းပြောပြလာတယ်။မိသားစုလေးတိဆောက်ပြီးအတူတူပျော်ရွှင်စွာနေထိုင်ခြင်းသေးကြောင်းပြောလာပေမဲ့သူမကတော့လုံးဝကိုလက်မခံခဲ့ပါဘူး။အိမ်အောင်သက်တစ်နှစ်လုံးမှာဂယုမဆိုင်ခဲ့ပဲအခုမှလာတောင်းပန်နေတာကိုယွန်းရှာရဲဆိုပြီးအိမ်ထဲကနေမောင်းထုတ်လိုက်တယ်။ပတ်စံရှာပေးတော့ကရှာခိုင်းပြီးအတုံးမလို့တော့မှကွာရှင်းခဲ့တဲ့ယောက်ျားမျိုးကိုဒုတိယအကြိမ်ထပ်လိမ်မခံနိုင်ဘူးလို့ရှင်းပြလိုက်တယ်။နောက်တော့နေနေတန်ခံရဖို့ထွက်ခွာတော့မဲ့ရွေမင်းသားကလည်းသူမကိုလာရောက်နှုတ်ဆက်ခဲ့တယ်။အရင်ကအမဖြစ်သူကိုနှစ်ပေါင်းများစွာချစ်ခဲ့ပြီးသူမကိုတော့ရုပ်ချင်းစင်လို့သာလက်ထပ်ခဲ့တာလို့ဝန်ခံလာတယ်။ဒါပေမဲ့အချိန်တွေကြာလာမှသူမကအမဖြစ်သူထက်ပိုကောင်းမှန်းသိလာရတယ်လို့နောက်တရားတွေနဲ့ပြောပြတယ်။နေနေတန်ခံရမဲ့ခရီးကအသက်အန္တရာယ်ရှိနိုင်တာမို့နောက်ဘဝကျရင်ကျေးဇူးဆက်ပါမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီအခါမှာတော့သူမကမင်းသားလေးကိုအမှန်တရားတစ်ခုဖွင့်ပြောပြလိုက်တယ်။အရင်ကမင်းသားလေးနန်းတွင်းမှာနေမကောင်းဖြစ်တုန်းကအမဖြစ်သူကပဲနီလေးစွပ်ပြုတ်တိုက်ခဲ့တယ်ဆိုပြီးချစ်သွားခဲ့တာပါ။တကယ်တော့အမဖြစ်သူကအဲ့ဒီနားကိုဖျက်လျှောက်သွားရုံသာဖြစ်ပြီးစွပ်ပြုတ်တိုက်ခဲ့တာကသူမကိုယ်တိုင်ဆိုတာကိုပြောပြလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့အချိန်မှာတော့မင်းသားဟာလူမားပြီးချစ်ခဲ့မိတဲ့မိမိကိုလှောင်ရည်ရင်းထွက်ခွာသွားပါတော့တယ်။ရွေမင်းသားထွက်ခွာသွားပြီးတဲ့နောက်မှာတော့သူမစီကိုမိဘနှစ်ပါးရောက်လာခဲ့တယ်။အရင်ကအိမ်ပေါ်ကနှင်ချခဲ့တဲ့မိဘတွေကအခုတော့အမဖြစ်သူဒုက္ခရောက်နေပြီဖြစ်ကြောင်းလာပြောပြကြတယ်။အမဖြစ်သူကအရာအလုံးဆုံးရှုံးသွားပြီးဖះเจ้าပြက်ကြီးထဲမှာခိုကိုးရမယ်ဖြစ်နေတာပါ။မောင်ဖြစ်သူကလည်းအမကိုကယ်ဖို့အတွက်မိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးကိုပုံအောသုံးပစ်ခဲ့တယ်။အဲဒီနောက်ကျန်တန်မှာကြီးပွားနေတဲ့သူမစီကိုလာပြီးသူမရဲ့စီးပွားရေးတွေကိုလူယူဖို့စ조사ခဲ့သေးတယ်။ဒါပေမဲ့လမ်းမှာဓာပြတွေနဲ့တွေ့ပြီးဓာခုတ်ခံလိုက်ရလို့အခုတော့အိမ်မှာစေးကုစရာငွေမရှိဘဲတေးလူမျောပါဖြစ်နေတယ်လို့ဆိုလာတယ်။မိဘတွေကသွေးသားရင်းချာမောင်လေးကိုကယ်တင်ဖို့ငွေလိုပြီးတောင်းပန်လာကြတယ်။သူမကတော့အရင်ကသူမဒုက္ခရောက်နေချိန်တုန်းကမိဘတွေကအမဖြစ်သူအတွက်ပဲအချိန်ကုန်ငွေကုန်ခံခဲ့ကြတာကိုပြန်ပြောပြလိုက်တယ်။သူမတို့ကအသေးလဲဒုက္ခရောက်ခဲ့ရပြီးအခုမှဒုက္ခရောက်တော့လာရှာကြတဲ့မိဘတွေကိုသူမကလုံးဝကိုခွင့်မလွတ်နိုင်ခဲ့ပါဘူး။မိဘတွေဝတ်ဆင်ထားတဲ့အဝတ်အစားတွေနဲ့လက်ဝတ်ရတနာတွေကအစသူမဝယ်ပေးထားတာဖြစ်ပြီးအခုမှသူမကိုရက်ဆက်တယ်လို့ပြောနေကြတာပါ။နောက်ဆုံးမှာတော့မောင်ဖြစ်သူအတွက်စေးဘိုးဝါခကိုသူမကကြားခံပေးမယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ဒီနေ့ကစပြီးစုမိသားစုမှာသူမဆိုတဲ့သမီးတယောက်မရှိတော့ဘူးလို့သတ်မှတ်လိုက်ဖို့ပြောရင်အဆက်အသွယ်ဖြတ်တောက်လိုက်ပါတော့တယ်။ဆရာဝန်တွေအစွမ်းကုန်စူးစမ်းကုသပေးခဲ့ပေမဲ့လည်းမောင်ဖြစ်သူကတော့ရရှိထားတဲ့ဓာတ်ဒဏ်ရာကအရန်နဲ့လုံးနေတာကြောင့်နောက်ဆုံးမှာအသက်မရှင်နိုင်ခဲ့ပါဘူး။မသေးဆုံးခင်လေးမှာအမဖြစ်သူကိုကျေးဇူးပြုပြီးတောင်းပန်ပေးပါလို့မှာသွားခဲ့ပေမဲ့သူမကတော့လုံးဝသွားမကြည့်ခဲ့ပါဘူး။မကြခင်မှာပဲမိဘနှစ်ပါးကလည်းယောဂတဲပြီးကွယ်လွန်သွားခဲ့ကြရာသူမရဲ့စီစဉ်ပေးမှုနဲ့ပဲဆွေမျိုးတင်ချိုင်းမှာတင်ကြိုပေးခဲ့တယ်။ဂုံပကာသနာကိုအရန်မမောလွန်းနဲ့အမဖြစ်သူကလည်းဖះเจ้าပြက်ကြီးထဲမှာခိုကိုးရမယ်ဖြစ်ပြီးယောဂနဲ့တည်ဆုံးသွားခဲ့ရတယ်။အမဖြစ်သူရဲ့အလောင်းကိုအဆောင်တွေကတောတွေကတင်ချိုင်းဟောင်းမှာပစ်ချခဲ့တယ်လို့ကြားလိုက်ရပေမဲ့သူမကလုံးဝဂရုမစိုက်ခဲ့ပါဘူး။အမဖြစ်သူကသူမရဲ့ငွေနဲ့တကြိုပေးတာကိုသိရင်ဒေါသထွက်ပြီးပြန်ရှင်လာနိုင်တာမို့အလောင်းကိုသွားမကောက်ခိုင်းခဲ့တာပါ။တနေ့မှာတော့သူမကကုံစုံဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရိုးရိုးရှင်းရှင်းရှင်သန်နေတဲ့လီမင်းသားဟောင်းကိုအမှတ်မထင်တွေ့ဆုံခဲ့တယ်။လီမင်းသားကသူမကိုမြင်တဲ့အခါနောင်တရနေတဲ့အပြုံးလေးနဲ့ခေါင်းငုံသွားခဲ့ပြီးနောက်ပိုင်းမှာတော့တခြားမျိုးကိုပြောင်းရွှေ့သွားခဲ့တယ်လို့သိလိုက်ရတယ်။နေနေတန်ခံရတဲ့ရွေမင်းသားကလည်းဒဏ်ရာတွေနဲ့လမ်းခီးမှာပဲအသက်မရှင်နိုင်ပဲတေဆုံးသွားခဲ့ကြောင်းသတင်းကြားလိုက်ရတယ်။အစေခံမလေးကတေသွားတဲ့သူတွေအတွက်စက်ကူပတ်စံလေးဘာလေးမိရှို့ပေးမလားလို့မေးလာပေမဲ့သူမကတော့အေးအေးဆေးဆေးပဲညင်းပယ်လိုက်တယ်။ဒီဘဝမှာတော့အကျွေးတွေအကုန်လုံးကျေသွားပြီမို့နောက်ဘဝကျရင်ကိုလန်းကိုရှောက်ကြမယ်လို့ပဲသူမကခံယူထားလိုက်တာပါ။အဲဒီနောက်မှာတော့မိဖုရားခေါင်ကြီးကသူမကိုခေါ်ယူတွေ့ဆုံခဲ့ပြီးဒီဘဝမှာနောင်တရစရာတွေများရှိခဲ့သလားလို့မေးခွန်းထုတ်လာခဲ့တယ်။အရင်ကမိဘတွေရဲ့အတိမတ်ပြုမှုကိုရဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့သူတို့မျက်လုံးထဲမှာအမဖြစ်သူပဲရှိတာကိုစောစောစီးစီးသဘောမပေါက်ခဲ့မိတာကိုပဲနောင်တရတယ်လို့ဖြေလိုက်တယ်။အခုချိန်မှာတော့တခြားသူတွေစီကအချစ်ကိုမျှော်လင့်ဆောင်စားနေမဲ့အစားကိုပဲပျော်ရွှင်အောင်ထားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။အာနာရီဂုံပကာသနာတွေဘာကိုမှမလိုချင်တော့ပဲတိုင်းပြည်ရဲ့စီးပွားရေးနဲ့ပြည်သူတွေရဲ့စားဝတ်နေရေးပြည်လဲဖို့ကိုပဲအာရုံစိုက်တော့မယ်လို့ဆိုလာတယ်။လောကကြီးမှာအရာရာကိုရင်ဆိုင်ကြော်ဖြတ်ပြီးတဲ့နောက်သူမရဲ့နောက်ဆုံးခိုကိုးရာဆိုတာတခြားဘသူမှမဟုတ်ပဲသူမကိုယ်တိုင်သာဖြစ်ပါတယ်။လောကကြီးမှာအချမ်းသာဆုံးမိန်းမတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့သူမကိုဘာလို့ဒီလောက်တောင်အပင်ပန်းခံပြီးအလုပ်တွေလုပ်နေသေးတာလဲလို့အစေခံမလေးကမေးလာတယ်။သူမကတော့အစေခံမလေးရဲ့အမေးကိုပြုံးယုံတာပြုံးနေခဲ့ပြီးဘာမှပြန်မဖြေခဲ့ပါဘူး။တကယ်တော့ဒီလောကကြီးမှာအဖိုးတန်ဆုံးအရာဆိုတာဂုံပကာသနာတွေမဟုတ်ဘူးဆိုတာကိုသူမကကောင်းကောင်းကြီးသဘောပေါက်ထားတယ်။သူမရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးမှာတော့ရှေ့ကစည်ရင်းတွေကိုပဲတေချာတွက်ချက်ရင်းကိုပဲပျော်ရွှင်အောင်ထားတော့မယ်လို့ဆုံးဖြတ်လိုက်တယ်။ဘသူကမှမျှော်လင့်ချက်မထားတော့ပဲကိုယ့်လက်ထဲကနေရက်တွေကိုပဲကိုယ်ပိုင်စွမ်းရည်နဲ့အကောင်းဆုံးဖြတ်တန်းသွားတော့မှာပါ။